ကျမတို့အမြဲတမ်းကြားတဲ့နှုတ်ကပတ်တော်တွေကအောင်မြင်တယ်ကောင်းစားတယ်နော်အသက်ရှင်မယ်ကြွယ်ဝမယ်အနိုင်ရမယ်ဟာအာမင်အာမင်ထူးကြတယ်ကောင်းပါတယ်ဒါကယုံကြည်သူတွေအတွက်ဘုရားသခင်ပြင်ဆင်ထားတဲ့ကောင်းကြီးမင်္ဂလာဟုတ်ပါသလားဟုတ်တယ်ဒါပေမဲ့တစ်ဖက်မှာလည်းဘုရားသခင်ရှိစီလိုတဲ့နှလုံးသားလူကတော့အပြင်ကိုကြည့်ပြီးတော့အမှတ်ပေးတယ်ဘုရားသခင်ကနှလုံးသားကိုကြည့်ပြီးတော့မှမှတ်တမ်းတင်တဲ့ဘုရားရှင်ဖြစ်တယ်အာမင်သင်မသင်ယုံကြည်သူဖြစ်လာတာဘလောက်ပဲကြာနေပါစေနှလုံးသားအလေးချိန်ရှိတဲ့သူနှလုံးသားမှန်ကန်တဲ့သူရဲ့ဘက်မှာဘုရားသခင်ရက်တည်တဲ့ဘုရားရှင်ဖြစ်တယ်အာမင်အဲ့တော့ကျမတို့ခရစ်ယာန်ရဲ့တရားဆိုတဲ့အရာကဘာတရားလဲခရစ်ယာန်ရဲ့ဧဝံဂေလိတရားဆိုတဲ့အရာကပေးဆက်တဲ့တရားဖြစ်ပါတယ်ရယူတဲ့တရားမဟုတ်ဘူးနော်အဲ့ဒါကိုယုံဆုံးနားလည်စေချင်တယ်ကိုလဝါကတိုင်းကိုထမ်းပြီးတော့ငါနောက်ကိုလိုက်ရမယ်လို့ယေရှုသင်ခဲ့တယ်ကိုလိုကိုညှင်းပယ်ရမယ်နေ့တိုင်းဇာတိသဘောကိုအသေးသက်ရမယ်အစေခံရမယ်စင်ရသားကိုပေးကမ်းရမယ်မိမိအသက်ကိုနှမျောသောသူကအသက်ရှုံးမယ်မိမိအသက်ကိုမနှမျောဘဲနဲ့ပေးကမ်းတဲ့သူကအသက်ကိုရမယ်ဆိုတော့ခရစ်ယာန်အသက်တာရဲ့ဧဝံဂေလိတရားဆိုတဲ့အရာကဘာလဲဆိုတော့ပေးကမ်းခြင်းနဲ့ဆိုင်တဲ့တရားကိုပြောနေခြင်းဖြစ်ပါတယ်အာမင်ဒီနေ့ကျမတို့အစဉ်ပြေနေတဲ့တတ်တောင့်တတ်တာဖြစ်ခြင်းဆိုတဲ့အရာကတစုံတစ်ယောက်တော့သူအဖို့ခပေးလိုက်လို့ကျမတို့တတ်တောင့်တတ်တာဖြစ်နေတာဖြစ်တယ်အာမင်တချို့တွေကဘာလဲဆိုကျမမြင်ဘူးတဲ့အရာလေးတွေပါအတန်ကောင်းတဲ့အရာကိုပြကျင်တဲ့ပုံကိုတချို့ရှိတယ်လုံနံကင်နိုင်တာကိုပြကျင်တဲ့တချို့ရှိတယ်ချမ်းသာကြွယ်ဝတာကိုပြကျင်တဲ့တချို့ရှိတယ်လှူနိုင်တန်းနိုင်တဲ့အရာကိုပြကျင်တဲ့တာဓုအခေါ်ခံကျင်တဲ့ပုံကိုတချို့ရှိတယ်အဲ့ဒီစိတ်ဝိညာဉ်အသင်းတော်ထဲမှာနေရာကျမယ်ဆိုအသင်းတော်ပြိုလဲစရာအကြောင်းမရှိတယ်အာမင်အဲ့ဒီစိတ်ဝိညာဉ်ဟာသခင်ယေရှုခရစ်တော်ဘုရားသခင်ရဲ့စိတ်ဝိညာဉ်မဟုတ်ပါဘူးအာမင်ဒါကြောင့်ဒီနေ့ဘုရားသခင်ကဒီလောကထဲမှာကျမတို့ကိုထားထားတဲ့အချိန်မှာသူ့ရဲ့နှလုံးသားသူ့ရဲ့တဒံကိုပေါ်ပြဖို့ရတဲ့ထားထားတယ်ဆိုတဲ့အရာကိုမမေ့စေချင်ဘူးအာမင်ကဲအဲ့တော့ဒီညမှာနော်ကျမတို့ပေးကမ်းခြင်းလို့ပြောတဲ့အခါမှာအဖို့ခပေးခြင်းအရှုံးခံခြင်းလို့ပြောတဲ့အခါမှာဒီအရာကတိတ်အရေးကြီးပါတယ်အသင်းတော်အတွက်ပဲမဟုတ်ဘူးသင်ရဲ့မိသားစုအတွက်လည်းပါတယ်အာမင်ဆိုပါစို့တချို့ကတာယာလှပတဲ့အိမ်တောင်ကိုတိဆောက်ချင်ကြတယ်ဒါပေမဲ့ဇနီးမောင်နဲ့နှစ်ယောက်ကြားထဲမှာတယောက်နော်ပေးဆက်ခြင်းနဲ့နှလုံးသားမရှိကြဘူးဆိုလိုတဲ့အရာကကိုယ့်ရဲ့တွေးခေါ်ထားတဲ့အတွေးခေါ်ကိုယ့်ရဲ့ထင်မြင်ယူဆချက်ကိုမှန်တယ်လို့ထင်ထားတဲ့အရာကိုအရှုံးမခံကြဘူးအဲ့တော့ခင်မွန်းတဲ့ကငါကပိုတိတာဒါနဲ့ဇနီးတဲ့ကလည်းနင်ကတော့ငါ့ကိုဆရာလာမလုံးနဲ့စသဖြင့်တယောက်နဲ့တယောက်နော်အရှုံးခံလို့တဲ့နှလုံးသားတွေမရှိတဲ့အခါမှာတာယာလှပတဲ့အိမ်တောင်ဆိုတာမဖြစ်လာနိုင်ပါဘူးအဲ့တော့အိမ်တောင်ထဲမှာအရှုံးခံလို့တဲ့နှလုံးသားရှိမှတဲ့အရေးကြီးတယ်တခါတည်းကျမတို့ကကိုယ့်ရဲ့ဇနီးတဲ့ကိုယ့်ရဲ့ခင်မွန်းတဲ့ကိုပြိုင်လိုက်တတ်ကြတယ်တင်ပြိုင်နေလို့ဘာထူးသွားမှာလဲတင်ကိုချစ်တဲ့သူကိုတင်ပြိုင်နေတင်မဲရှုံးတာပေါ့တင်ကိုချစ်တဲ့သူရှုံးနေတယ်ဆိုတင်လည်းရှုံးနေတယ်ဆိုတဲ့အရာကိုလည်းတစ်ဖက်မှာသတိရစေချင်တယ်အာမင်